ကျွန်တော်ဒီနေ့ပြပြမှာတော့ကျွန်တော်အရင် EP2 ကတင်သွားတဲ့အတိုင်းပဲကျွန်တော်အိမ်ဆောက်မယ်အိမ်ဆောက်မှာမဟုတ်ပါဘူးအိမ်နောက်တစ်ခန်းဆောက်မှာပါโอเคကျွန်တော်ရဲ့ဗီဒီယိုကိုဒီတော့လိုက်တယ်ကွာကျွန်တော်ရဲ့ဗီဒီယိုကိုဘယ်လိုနာမည်ပလေးပေးမလဲဆိုတာဘရိုတို့ comment မှာရေးသွားပေးကြပါနော်ဗီဒီယိုမဟုတ်ပါဘူးဒီကိုမြန်မာ crafter ဆိုရင် cheaper craft ပေါ့နော်ကျွန်တော်ဆိုလဲဘာ craft ပေးရင်ကောင်းမယ်အဲ့ဒါလေးပေါ့နော်ကျွန်တော် YouTuber ပေါက်စားပါโอเคကျွန်တော်ခုစီရင်တဲ့ဗီဒီယိုကတော့EP2 အတိုင်းပဲကျွန်တော်ဒီနောက်ကအိမ်ကိုပြီးအောင်ဆောင်းဖို့ဖြစ်ပါတယ်။ Okay let's go let's go ကျွန်တော်တို့ဒီအိမ်ကိုဆောက်ဖို့ဆိုရင်လည်းအနည်းဆုံးတက်သားလိုမယ်ပေါ့။ Okay ဒါအရင်အိမ်လိုမတူအောင်လာလေးဆောက်ပါနော်။အရင်အိမ်တော့ကလည်းနည်းစုပ်ပြတ်တတ်တယ်ဘယ်လိုခေါ်မလဲ။လက်ဆိုးတယ်ပေါ့နော်အရင်အိမ်တော့ကโอเคဒီအခုအိမ်ကြတော့ကျွန်တော်အောက်ကိုတူးရင်ကောင်းဟုတ်တူး I need a land craft outguard crab တစ်ပင်အစိမ်3 cracker ကိုပြီးရင်တက်တန်တုတ်ချောင်းကို craft တုတ်ချောင်းကို craft တုတ်ချောင်းကို craft ကောဗျာတခု craft မယ်ကောဗျာမဟုတ်ဘူးကွယ်တလွဲတွေပဲဒီကောဗျာကမလို့ဘူးကွယ်ဟင်းချက်ယူမယ်ဒီချက်သားကိုပြန်ချက်မယ်ဒါထုတ်ဒါထက်ကွယ်ပြီးတော့ကျွန်တော်တို့ကဒီဟာစောက်ဖို့အကုန်လုံးတူမဲကွယ်အောက်ကကြံရင်လို့ဖို့ကျွန်ုပ်တို့ကတော့အောက်ကိုထိုင်တူးမယ်ကျွန်ုပ်တို့အောက်ကိုတူးအောက်ကိုပတ်လဲတူးအောက်ကိုပြီးအောင်တူးကဗီယာဖြီးတာပြောတော့ပါမြန်မာခွန်ပြဆိုရတဲ့ချင်းဆိုပြမယ်โอเคအားလုံးဆိုပြမယ်တန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 ်သူနဲ့ကွဲပြမယ်တန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 ်ဂိမ်းနဲ့စဝင်တာခရီပါနဲ့တွေ့တာခရီပါကရုပ်စုဟိုခရီပါမဟုတ်ပါဟိုခရီပါကိုပြောတာမျက်ခွက်ကလေးတောက်နဲ့သူကလည်းမြန်မာ crafter ကိုစေထိုးထားတယ်မြန်မာ crafter လေးကသူ့ကိုပြန်စေထိုးသူကလည်းပြောတော့ပါသူ့ရဲ့ဖာလီခေါ်ဒီအော်ကဲဒါဆလာအိမ်အပြန်ဆောက်မယ်โอเคခုဆလာအိမ်ပြန်ဆောက်မယ်အရင်လိုတဲ့ပုံမှန်အောင်ဆောက်မယ်ပေါ့နော်ဒါအရင်အရာသိမ့်မှာပြီကျွန်တော်နောက်ပိုင်းကျရင်တစ်တွေလျှောက်ခုံမယ်တစ်တွေလျှောက်ခုံမဟုတ်တကယ်ခုံမှာဒါကူးလိုက်ပါပေါ့နော်တစ်ခုံမယ်မောရစဝင်တာအိမ်လေးကိုစောက်တာ AP3 ရောက်တာလူများလို့မထူဆန်တာကျွန်တော်ရုပ်ချောတာဘယ်သူမှမသိတာဟိုဟာလို့ဒီပြိုင်ပလဲဦးမှာဒီဆောက်ခေါ်လဲဆိုမြင်ဘူးလားပေါ်ရဲရောက်လာသမယောကြစော့ကခရီပါနေရကျွန်တော်ရောက်ဝရဲရောက်လာသမယောကြစော့ကခွေသားနေညာဆဲပါဦးကျွန်တော်ကလူရိုင်းလူကောင်းခရီပါကိုမုန်းတယ်ဘာလို့ဆိုကျွန်တော်အိမ်ကိုဖျက်ဆီးဒါပေမဲ့အဲ့ထဲမှာမမုန်းတာခရီပါတစ်ကောင်ရှိတယ်အဲ့ဒါကတော့မြန်မာခွာပြောင်းဆေးဖို့ရခရီပါပဲအဲ့ကျွန်တော်အကောင်ဖမ်းမယ်ဘာလို့ဆိုအဲ့ကောင်ကမရင်းကြီးမရိုင်းနေပြောနဲ့မရိုင်းနေပြောမမရဒါကျွန်တော်တို့
ဦးခခဝကကြီး13နှစ်ကစောက်ပေးသွားတဲ့ကိုဂျိုးရဲ့တယ်လီဖုန်းမဟုတ်ဒါကတော့ပြီးတော့ပါပြီထင်တယ် ဝင်ဆောင်ကဦးခင်ဗျာ let's go တယ်ဟိုလုပ်မယ်ပေါ့နော်ဒီမှာကဲကျွန်တော်အိတ်ကြမယ်ပေါ့နော်အိတ်မယ်ကျွန်တော်ဟိုကောင်မလေးနဲ့ဖိုက်ရမဟုတ်ပါဘူးကျွန်တော်ငုံမအလုပ်ပေးတယ်ပေါ့ကောင်းတာလေကွာဟုတ်ပြီ စတိုးမဆက်လာဘူးဟုတ်ပြီ ဝရရောက်တာတမရိုးကြဆော့ကဒီဟာပေါ့နော်ဒီကောလဲကျွန်တော်မဲလာရှိရဝတ်သားရှိရဟုတ်တာပဲခေါ်မေဆုပ်ကကျွန်တော်တက်သွားပါနော်မဲသားကိုတက်ဖြတ်မှုဝက်ကိုတက်ဖြတ်မှုနဲ့ကျွန်တော်အဲ့ရလောက်ကောင်မယ်ရလားမသိရလားရဘူးဟုတ်သားချစ်သားမရအောင်လို့ထင်နေရလား အရင်ဖိုးလိုက် ချစ်သားမရအောင်လို့ထင်နေရလားကဲခုတော့ကျွန်တော်တို့ဒီဟာတွေကိုဆေးဆိုးမယ်ပေါ့နော်ဆေးဆိုးမှဆိုပေမဲ့ကျွန်တော်တို့စိုးဆေးပေါ့နော်ဒါဆေးဆိုးစိုးဆေးကျွန်တော်အဲ့ရမဟုတ်တယ်ဟာကဲနောက်ဆုံးတော့3မွေးနီ3လုံးရလာပါပြီအဲ့ဒါကိုချမယ်ဟာရ3နီအဲ့ရရပြီမိုက်တယ်ထမလေးဒီမှာအန်ဒီညားရကွာနည်းနည်းတကပိတ်လာI go to eat အိပ်ပြီအိုးကျွန်တော်တုံးတာပါဒီရဲ့ဒါကကျွန်တော်တို့စနမနက်ကကြံတဲ့ဟင်းနေရပါတော့ကျွန်တော်စစ်သားတွေအကုန်ယူလိုက်မယ်โอเคဒါကကျွန်တော်တို့ဘယ်လိုခေါ်မလဲဒါတွေကိုဘယ်လိုထားရအောင်ဒါတွေကိုစောက်လိုက်မှာပေါ့နော်ထားရတန်မြန်မာ craft ဂိမ်းဆော့တာ ရှုပ် တုံးဂိမ်းဆော့တာဟုတ်ပါတယ်အတုံးဂိမ်းပါလားမတုံးဘူးတုံးဂိမ်းဆိုပေမဲ့ တော့မတော့ မင်းတို့လောက်မတုံးပါဘူးကျင်းကလေးကတုံးလို့စားယူတော့โอเคဒါပေမဲ့ကျွန်တော်မတက်သားမလောက်ဘူးဆိုတော့ဟိုအပင်လေးတော့ခုတ်လိုက်မယ်နိအိုးတက်သားတော့ရပြီ I eat that မော I လက်ကတိချို တက်တာ okay I love a dog ဟုတ်ပါဘူးဒါကျွန်တော်တို့ချီစာခရက်အပီတရားစီရီယာနေပြီးတော့ငါတို့လူများတွေကအက်တစ်ကောင်းနဲ့လားကျွန်တော်မမရရအက်တစ်နဲ့လားကဲကျွန်တော်ကောင်းငင်ရတော့ပြောင်းတန်းနေတယ်မေးလို့လားโอเคဒါကတော့ဟိုကျွန်တော်ရဲ့ခွေးကြားအိမ်အကုန်လုံးကအကြားကြားနေဖြစ်နေတာလေခွေးကြားအိမ်ဒါကျွန်တော်ခွေးပါလေနောက်ဆုံးတော့ကျွန်တော်မျောလင့်နေတဲ့မိုးလေးပါပြီတဲရေခဲမို့တဲလေးဒါပါပြီဒါတော့ကျွန်တော်တို့ရဲ့တဲရေခဲမို့ဒါတူးလိုက်မယ်ကျူရမယ်လို့ဆို ဝရရောက်လာတမရိုးကြဆော့ကโอเคကျွန်တော်တို့ရဲ့ချဲလက်မဟုတ်ချဲလက်မချဲလက်မမဟုတ်ချဲလက်မI need တစ်သားကွာတစ်သားအရာမတူတော့လည်းဆိုးတယ်super cool I need super cool ငါကောင်းတော့ဒီပဲဟာရောင်အေးသေပါပြီရော
啊，明天。 သွားရှိခွေးသားတွေကမိုးရွာရင်အားနေတာโอเคမင်းဟော်တာကလည်းဟော်တာမော့ထည့်ထားသလိုပဲပြီးပဲလို့မုံဝမ်းဝမ်းနဲ့ဟော်တာမော့ထည့်ထားသလိုကဲဒီကြောက်တယ်ကွာဒီစပီးရမယ်မဟုတ်ဘယ်လိုခေါ်မလဲ AFK ကဲနောက်ဆုံးတော့ AFK ပြီးသွားပြီအားတော့ကုန်သွားတယ် Creeper ကျွန်တော်နာမည်ကတော့ဟိုမောင် Creeper ပါခင်ဗျာဒါတော့မောင် Creeper ကြီးအောင်လာကျော်ဒီရကောလို့အကောင်တွေမကြောက်ဘူး Creeper ကိုကြောက်တာဒီအမေရေဒီ Creeper ကိုတုတ်ပေးပါမေအေးโอเค 飞的，没我追的，很好的飞的。 โอเคကျွန်တော်တို့အိမ်ကလူခေါ်မလဲအိမ်ကလူဝင်ဖို့အတွက်ပြီးစီးသွားပါပြီကျွန်တော်ဟာဒီအိမ်တကားရှိတယ် 喜欢那个越野的。 တကားထည့်ရလားထည့်ရအောင်โอเคကျွန်တော်နောက်ဆုံးတော့အိမ်လူဝင်ဖို့အိမ်စောက်ပြီးတော့မှာ I eat the tomato because I paid the phone နည်းအင်းရလေးလာခရီးလေးတွေကနည်းလေးဒါဘလို့ခွာဟုတ်ပြီနည်းလေး68ခုရတယ်ချောကလက်တုံးလေးချောကလက်တုံးလေး chocolate တုံးလေး ကဲနောက်ဆုံးတော့အိမ်ပြီးစီးသွားပါပြီခင်ဗျာအပေါ်တော့ကြံသေးပေမဲ့ဟာရှုပ်ပေါ့โอเคအိမ်အပေါ်တော့ကြံသေးပေမဲ့ကျွန်တော်လူတော့နေလို့ရပြီဆိုတော့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ချင်ပါတယ်ထင်လို့လားကြံသေးတယ်ကွာဒီမှာပေါက်ဖောက်လိုက်ပါကွာကဲဒီစီးကြံလာပြီပေါ့ကြံတော့ကြံသေးရကွာတက်သားတော့ကဲပြီးပြီဒါမလာဘူးကွာတကားကြီးထားလိုက်ရုပ်ပေါပါကွာငါအိမ်လိုမတတ်မဲ့ဘူးဖြစ်သွားကဲနောက်ဆုံးတော့ဗီဒီယိုလေးပြီးသွားပါပြီကျွန်တော်တို့ကိုအဆုံးထိနဲ့ game track ပေါ့အဆုံးထိကြည့်ရတဲ့အတွက်ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ဒီအိမ်ပေါ့နော်ဒီအိမ်ကိုစောက်တာကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အဆုံးထိကြည့်ရဲ့လူကိုပဲပြောတာပါအဆုံးထိမကြည့်ပဲနဲ့တဝက်တစ်ပြက်ပဲကြည့်တဲ့လူတွေကိုဘယ်လိုခေါ်မလဲပြန်လို့နော်အဆုံးထိမကြည့်ပဲနဲ့တဝက်တစ်ပြက်ကြည့်တဲ့လူတွေကိုကျေးဇူးမတင်ပါဘူးအဘယ်ကြောင့်ဆိုတော့ကျွန်တော်ဗီဒီယိုကကျေးဇူးမတင်တဲ့တော့ကြောင့်ဖြစ်ပါ၏ဘိုင်ဘိုင်